ဒီနေ့ mix up ပေးမဲ့ project လေးကတော့ Rangahan နဲ့ Huimat လမ်းမကြီးနှစ်ခုပေါ်မှာတည်ရှိပြီးတော့မှဒီလမ်းမကြီးနှစ်ခုလုံးကိုဒိုးရွပေါက်သွားနိုင်တဲ့ supply foreigner Rangahan ကွန်ဒိုလေးပဲဖြစ်ပါတယ်ဒီကွန်ဒိုကတော့ထိုင်းနိုင်ငံရဲ့ထိပ်တန်းနာမည်ကြီးအင်ချမီဆောက်လုပ်ရေးကုမ္ပဏီကြီး၅ခုတည်းကနှစ်ပေါင်း30ကျော်တိုင်းနာမည်ကောင်းများစွာရရှိထားတဲ့ supply developer ကတည်ဆောက်ထားတာဖြစ်ပါတယ်supply developer အကြောင်းကိုပြောရမယ်ဆိုရင်တော့ supply ကဆောက်လုပ်ထားတဲ့ကွန်ဒိုတိုင်းကဈေးတံပြီးအခန်းကျဲတဲ့အပြင်တိုက်တာခိုင်ခံတာကြောင့်ထိုင်းလူမျိုးတွေကိုယ်တိုင်စိတ်ချယုံကြည်စွာနဲ့ဝယ်ယူကြတဲ့အထိနာမည်ကောင်းများစွာရရှိထားတဲ့ကုမ္ပဏီတစ်ခုပဲဖြစ်ပါတယ်ကွန်ဒိုအကြောင်းကိုဆက်ရမယ်ဆိုရင်တော့ဒီကွန်ဒိုက Rangahan နဲ့ Huimat လမ်းမကြီးနှစ်ခုရဲ့အလဲတဲ့မှာတည်ရှိရဖြစ်ပြီးတော့ဒီလမ်းမကြီးနှစ်ခုလုံးကိုဒိုးရွပေါက်သွားနိုင်တာဖြစ်ပါတယ်နောက်ပြီးတော့မကြမီဖွင့်လွှတ်မဲ့ MRT လိမ္မော် online ကကွန်တော်ရဲ့အရှိတဲ့မှာတည်ရှိရဖြစ်ပြီးတော့ဒီလိမ္မော် online ဟာဆိုရင်ဘန်ကောက်ရဲ့အရှိနဲ့အနောက်ကိုတိုက်ရိုက်ချိတ်ဆက်သွားမဲ့ line ဖြစ်တယ်လို့ဘန်ကောက်ရဲ့ဈေးဝယ်လိုအကောင်ဆုံး fashion ကုန်တိုင်းလို့နာမည်ကြီးတဲ့ Platinum Fashion Mall နဲ့ December Fashion Mall စတာတွေကိုဘယ် line မှာချင်းစရာမလိုပဲတိုက်ရိုက်ရောက်ရှိနိုင်မှာဖြစ်ပါတယ်နောက်ပြီးဘန်ကောက်ကိုရောက်ပြီးဒီနေရာကိုမှမသွားရင်ဘန်ကောက်ရောက်တယ်လို့မဆိုနိုင်ဘူးလို့ပြောရတဲ့အထိကိုနာမည်ကြီးတဲ့နိုင်ငံခြားသားခရီးသွားတဲ့အများဆုံးသွားကိုသွားကြတဲ့ Central World ကိုလည်းဒီ MRT လိမ္မော်အောင်စီးပြီးတော့ရောက်ရှိနိုင်မှာဖြစ်ပါတယ်နောက်ပြီးတော့ကိုလိုရဲ့ဘေးမှာဆိုရင်ဘန်ကောက်ရဲ့အကြီးဆုံး Stadium လို့ပြောလို့ရတယ် Raja Mangala National Stadium ကြီးရှိပြီးတော့ဒီ Stadium မှာဆိုရင်နိုင်ငံကျော်ဖျော်ဖြေရေးသမားများစွာလာရောက်ဖျော်ဖြေကြတယ်လို့ဘန်ကောက်ရဲ့အစီအကားဆုံးပွဲတော်တစ်ခုဖြစ်တဲ့ဆွန်ခရန်ပွဲတော်ကိုမကြာခဏပြုလုပ်ရနေရလည်းဖြစ်ပါတယ်။နောက်ပြီးနိုင်ငံကျော်အားကစားပွဲများစွာကိုဒီနေရာမှာပြုလုပ်ကျင်းပတဲ့နေရာတစ်ခုဖြစ်တာကြောင့်ဒီလိုပွဲတော်ကိုလာရောက်ကြတဲ့လူတွေအနေနဲ့နေထိုင်မှုနေရာရွေးချယ်တဲ့နေရာမှာဒီ supply foreigner Rangahan ကိုရွေးချယ်တာများတာကြောင့်အင်မတန်အငှားသွက်တယ်လို့ဆိုနိုင်ပါတယ်။နောက်ပြီးကိုလိုရဲ့ဘေးပတ်ဝန်းကျင်မှာထိုင်းနိုင်ငံရဲ့ top 5 စီးဝင်တက္ကသိုလ်တွေဖြစ်တဲ့ Rangahan University နဲ့ AVET University က Assumption University တို့ရှိတာကြောင့်အမှကျောင်းတက်ရောက်နေတဲ့ကျောင်းသားတွေအနေနဲ့အခန်းရွေးချယ်တဲ့နေရာမှာဒီ supply foreigner Rangahan ကိုရွေးချယ်တာကြောင့်အငှားသွက်တဲ့ကွန်ဒိုတစ်ခုလို့ဆိုနိုင်ပါတယ်။ကျမရဲ့အတွက်ဆိုလို့ရှိရင်လည်း Rangahan ဆေးရုံ Summertavis Sunak Green ဆေးရုံကိုလည်းနေတဲ့အပြင်ထိုင်းနိုင်ငံရဲ့နံပါတ်1ဆေးရုံဖြစ်တဲ့ Bumrungrad Hospital ကိုလည်းမိနစ်30လောက်ကားမရုံနဲ့ရောက်ရှိနိုင်မှာဖြစ်ပါတယ်။စားတောက်အတွက်ဆိုလို့ရှိရင်လည်းကွန်ဒိုထဲမှာတဲ့ top supermarket ကြီးတစ်ခုရှိတဲ့အပြင်ဘန်ကောက်ရဲ့ဈေးသက်သာဆုံး night market လို့နာမည်ကြီးတဲ့ SAT night market ကဆိုလို့ရှိရင်လည်းကွန်ဒိုရဲ့ပြီးနားမှာတည်ရှိပါတယ်ဒီ night market မှာ halal food တွေလည်းရတယ်လို့တန်ရှင်းလက်ဆက်ပြီးတော့ဈေးတွေသက်သာတာကြောင့်ဒီ night market ကိုတကူးတကလာရောက်လက်ပတ်တဲ့သူတွေများစွာရှိကြပါတယ်ကွန်ဒိုတွင်းမှာဆိုလို့ရှိရင်လည်း facility တွေအနေနဲ့24-hour security system gym fitness rooftop garden sky lounge infinity swimming pool lobby reception area kid pool co-working space meals game room sauna aerobic room စတဲ့ luxury facility တွေများစွာရှိပါတယ်။ room တိုင်းအနေနဲ့ကတော့လက်ရှိမှာလူကြိုက်များတဲ့ studio room, one bedroom plus စတဲ့အခန်းအနည်းငယ်တာကျန်ရှိတာဖြစ်ပြီးတော့ဈေးနှုန်းအနေနဲ့ကတော့ baht 2.55 million ဝန်းကျင်ကနေစတင်ဝယ်ယူနိုင်မှာဖြစ်ပါတယ်။ဒါကြောင့်အနာဂတ်မှာကိုယ်တိုင်နေထိုင်မှုဖြစ်စေယင်းနှမြုံနှံဖို့အတွက်ပြန်ငားမယ်ဆိုရင်ဖြစ်စေတေချာပေါက်ရွေးချယ်ဝယ်ယူတဲ့ကွန်ဒိုမျိုးစားဖြစ်တဲ့ဆိုတဲ့အကြောင်းပြောရင်းနဲ့ဒီဗီဒီယိုလေးကိုဒီနားမှာလည်းရန်နာလိုက်ပါတယ်နော်။စိတ်ဝင်စားလို့အခန်းအသေးစိတ်ကိုကိုယ်တိုင်ကြည့်ရှုခြင်းနဲ့ဆိုရင်တော့ချက်ပေါက်ကနေတစ်ဆက်အမြန်ဆုံးလာရောက်ဆက်တဲ့ဖို့ဖိတ်ခေါ်လိုက်ပါတယ်ရှင်။